ဟိုးရှိရှိတုန်းကပန်းတွေဝေစာနေတဲ့အိမ်လေးတစ်လုံးမှာတကူတဲ့ညီထိုင်နဲ့အပွားအိုတူရှိခဲ့ပါတယ်။သူ့မှာလိုလီသေးမရှိပြည့်စုံပေမဲ့တခုတည်းသောလိုအင်စန္ဒာကတော့သူ့ကိုအမေလို့ခေါ်မဲ့ခလေးလေးတစ်ယောက်ပိုင်ဆိုင်ဖို့ပဲကြစ်ပါတယ်။တနေ့မှာတော့ထူးဆန်းတဲ့ခရီးသွားတစ်ယောက်ကတကားကိုလာခောက်ပါတယ်။ရဲတစ်ခွက်တိုက်ကျွေးတဲ့အတွက်ကျေးဇူးတုံပြန်တဲ့အနေနဲ့အဲ့ဒီအမျိုးသမီးဟာနတ်သမီးတစ်ပါးဖြစ်ကြောင်းထုတ်ဖော်ပြတိုက်ခဲ့ပြီးအဘွားအိုကိုမောအစီစီတစီပေးခဲ့ပါတယ်။အဲ့ဒီအစိတ်လေးကနေပန်းပွင့်လေးပွင့်သွားတဲ့အခါမှာတော့အတွင်းထဲမှာလက်မလော့ပဲရှိတဲ့အရန်လှတဲ့မင်းကလေးလေးတယောက်ထိုင်နေတာကိုတွေ့လိုက်ရတယ်။အကွာအိုကသူ့ကိုစင်တီယာလို့နာမည်ပေးလိုက်ပါတယ်။စင်တီယာရဲ့ဘဝကအစပိုင်းမှာတော့တိတ်ကိုပျော်စရာကောင်းခဲ့တာပေါ့။ဒါပေမဲ့ကန်ဆိုးချင်တော့တညမှာရုပ်ဆိုးလာတဲ့ဖားပြုံမကြီးကဘီဒင်းပေါက်ကနေခိုးဝင်လာပြီးစင်တီယာကိုပြန်ပေးဆွဲသွားပါတော့တယ်။ငါသားနဲ့ပေးစားမယ်ဆိုပြီးရေကန်တဲကကြာပန်းရွက်ပေါ်မှာပိတ်လောင်ထားလိုက်တာပါစင်တီယာလေးခမလွတ်လန်းမရှိပဲငိုနေရတဲ့အချိန်မှာစိတ်ကောင်းရှိတဲ့ငါးလေးတွေကအကူညီပြီးကြာပန်းရွက်ကိုဖြတ်ပေးလိုက်လို့ရေစည်းနဲ့အတူမျောပါလွတ်မြောက်ခဲ့ပါတယ်လွတ်ပြီလို့ထင်နေတုန်းမှာပဲဝုန်းခနဲ့ဆိုပြီးအေယာမပိုးကောင်ကြီးတကောင်ကစင်တီယာကိုတစ်ပင်ပေါ်တုတ်သွားပြန်ရောဒါပေမဲ့ပိုးကောင်ကြီးရဲ့တငယ်ချင်းတွေကစင်တီယာကိုလူနဲ့သူလို့ရုပ်ဆိုးတယ်လို့ဝိုင်းပြောကြတဲ့အတွက်ပိုးကောင်ကြီးကစင်တီယာကိုမြေတော်ထဲမှာပစ်ချထားခဲ့ပါတယ်။စောင်းရာသီရောက်လာတော့စင်တီယာလေးခမအေးလွတ်လူတုံနေရပေါ့။အဲ့ဒီအချိန်မှာလဲကျွတ်မကြီးကသူ့အိမ်မှာခိုလွန်ခွင့်ပေးခဲ့ပါတယ်။ဒါပေမဲ့အလကားတော့ဟုတ်ဘူးနော်။ကျွတ်မကြီးကစင်တီယာကိုအယမ်းချမ်းသာတဲ့ပိုးကောင်ကြီးနဲ့အတင်းလက်ထပ်ခိုင်းมาတော့တယ်။စင်တီယာကတော့မြေအောက်ထဲမှာတသက်လုံးမနေချင်ရှာဘူးလေမင်္ဂလာဆောင်ရတော့မဲ့အချိန်မှာပဲစင်တီယာဟာဒဏ်ရာရပြီးလဲနေတဲ့ပြန်လွှားငတ်လီကိုတွေ့ပြီးကျင်ကျင်နာနာပြုစုပေးခဲ့ပါတယ်။ဒီကျင်နာမှုကပဲသူ့ဘဝကိုပြောင်းလဲစေခဲ့တာပါ။ငှက်လေးချမ်းမာလာတဲ့အခါမှာစင်တီယာကိုကြောပေါ်တင်ပြီးမောင်မိုက်တဲ့လွိုင်ကောင်းတွေကနေအဝေးရှိကိုပြန်တန်းခေါ်ဆောင်သွားပါတော့လေ။နောက်ဆုံးမှာတော့သူတို့ဟာလှပတဲ့ပန်းတွေရဲ့တိုင်းပြည်ကိုရောက်သွားကြပါတယ်။အဲ့ဒီမှာစင်တီယာဟာသူ့လိုပဲတီးငယ်ပြီးချောမောတဲ့ပန်းမင်းသားလေးနဲ့တွေ့ဆုံပြီးလက်ထပ်လိုက်ကြပါတယ်။အခုဆိုရင်တော့စင်တီယာဟာနတ်သမီးမင်းသမီးလေးအဖြစ်ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားပါတော့တယ်။တီးငယ်တဲ့စင်တီယာလေးဟာသူ့ရဲ့ကျင်နာတတ်တဲ့စိတ်ထားကြောင့်ပဲပျော်ရွှင်မှုကိုရှာတွေ့သွားတာပါ။ဒီပုံပြင်လေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like နဲ့ subscribe လုပ်ဖို့မမေ့နိုင်အောင်နော်ကျေးဇူးတင်ပါတယ်